တကိုယ်ကောင်းဆန်သောအိမ်အောင်ဦးစီးအမျိုးသားများတွင်ဒီလက္ခဏာများတွေ့ရတတ်တဲ့ 1. မိမိဇနီးအားချစ်ခင်ယူရမှုမရှိအလိုရှိမှသာလိုသုံးသဘောပြုမှုခြင်း 2. အိမ်မှုကိစ္စများအားကိုနှင့်မဆိုင်သလိုကူညီဖေးမမှုမရှိခြင်း 3. အများသူငါအားဖော်ရွေသလောက်မိမိဇနီးအပေါ်မာကျော်ခတ်ထန်ခြင်း 4. ဇနီးမယားအားပေးတာယူကျွေးတာစားခိုင်းသူတပွဲထားခြင်း 5. မိမိနေမကောင်းသောအခါဇနီးတဲ့ကအလုံးစုံပြုစုပေးရတော့လေဇနီးတဲ့နေမကောင်းသောအခါမေးပေါ်တော်မရခြင်း 6. အပေါင်းအသင်းများနှင့်တောက်စားအချိန်ကုန်တက်တော်လဲမိသားစုအပေါ်အချိန်ပေးလေမရှိခြင်း 9. မိမိသားသမီး၏ပညာရေးကျန်းမာရေးဘာတစ်ခုကိုမှစိတ်မဝင်စားခြင်း 10. မိမိမှာငွေရှာနေသောအလွန်အမင်းအဖိုးထံအိမ်တော်ဦးစီးတစ်ပွဲပြောဆိုလေးရှိကအိမ်အလုတ်လောက်ရသောဇနီးတဲ့တံမိုးအားမသိသိငယ်စေခြင်း 9. အများသူငါရှိမရှောင်ဇနီးတဲ့အားအရှက်ရစေခြင်း 10. အိမ်မှုကိစ္စတွေနဲ့ပင်ပန်းနေသောဇနီးတဲ့အားရုပ်ရည်ကအစာခန္ဓာကိုယ်မကြမ်းဝေဖန်ခြင်း 11. ကိုအားဖြင့်တော်၎င်းနှုတ်အားဖြင့်တော်၎င်းအမြဲတစေနာကျင်စေခြင်းတို့ဖြစ်ပါတယ်